ကုန်းယူပါတယ်တင်ကိုတမရရုပ်ရှင်ရုံမှာညာဆိုင်အဲ့ကျိုးဝန်ထမ်းအဖြစ်တာဝန်ခန့်ခဲ့ပြီးဖြစ်ပါတယ်ဒီရုပ်ရှင်ရုံက1995ခုနှစ်အဖြစ်ပြန်နောက်ပိုင်းမှာပြန်လည်ပြုပြင်ထားတာပါတင်ရဲ့လောက်ကရိုးရှင်းပါတယ်နောက်ဆုံးရုပ်ရှင်ပြသမှုအပြီးမှာရုပ်ရှင်ရုံတွေကိုတန့်ရှင်းရေးလုပ်တောက်ခတ်ပေးရုံပါပဲစီကံများကိုလိုက်နာပါအထူးသဖြင့်စီကံနံပါတ်5ကိုမဖြစ်မနေလိုက်နာပါစီကံနံပါတ်1ည7:00 နာရီ10 မိနစ်နောက်ပိုင်းမှာပြဆက်ရုံတကားများအလုံးကိုပိတ်ရပါမယ်ပြဆက်ရုံတကားကသူ့အလိုလိုပွင့်လာတွေ့ရင်ဝင်ကြည့်ပါမယ်စီကံနံပါတ်2ပြဆက်ရုံအမှတ်4အတွက်လက်မှတ်ကိုတယောက်ကမေးလာခဲ့ရင်လူပြည့်သွားပြီလို့ပြောပါပြဆက်ရုံအမှတ်4က1995ခုနှစ်ပြန်ပြီးပြပါပိတ်ထားတာပါစီကံနံပါတ်3ပြဆက်ရုံအမှတ်5ကိုတန်ရှင်းလုပ်ရင်နောက်ဆုံးတန်းကိုမသွားပါနဲ့အဲ့နေရာကတစုံတယောက်အတွက်ပါစီကံနံပါတ်4ဗီဒီယိုပြခန်းထဲမှာတယောက်ငိုတန်ကြရင်တွားမကြည့်ပါနဲ့တာဝန်ရှိသူကည10:00 နာရီမှပြန်သွားပါပြီစီကံနံပါတ်5မနက်1:18 မိနစ်တိမှာပြဆက်ရုံအမှတ်1ကိုသွားပါတင်ခုနမှတ်ချီ14မှာထိုင်လိုက်တာနဲ့ရုပ်ရှင်စပြပါလိမ့်မယ်ရုပ်ရှင်ပြီးလို့စာရန်ထွင်ရင်တော့မျက်လုံးမိတ်ထားပြီးငါအားလုံးတည်သွားပါပြီတင်ကောင်းရမွန်ရရောက်ပါစေလို့ပြောပါစာရန်တို့တီးလုံးပြီးတဲ့အထိမျက်စိမိတ်ထားပါကံကောင်းပါစေ